ရွာလေးတစ်ရွာနွေရာသီအပူနဲ့အတူလူတွေရဲ့ဘဝတွေကရိုးရှင်းပြီးတိတ်တိတ်ဆိတ်ဆိတ်နေထိုင်နေကြတယ်။ဒါပေမဲ့အဲ့ဒီရွာလေးထဲမှာလောဘတစ်ခုကအမြင့်တွယ်လာနေခဲ့တယ်။ရွာဦးကျောင်းသားကတဲအိုလေးထဲမှာဦးကျော်နဲ့ဒေါ်မြခင်တို့လင်မယားဟာအကျွေးတွေနဲ့ဖိစီးနေကြတယ်။လွယ်လွယ်နဲ့ငွေရဖို့ကိုစဉ်းစားနေတယ်။ဦးကျော်ကပြောတယ်ဒီအတိုင်းနေလို့မဖြစ်ဘူး။တစ်ခုခုလုံးမပတ်စံရမယ်။ဒေါ်မြခင်ရှင်ကလည်းအလုံးမလုံးပဲဘာလုပ်မလဲ။အဲ့ဒီအချိန်သူတို့ရဲ့တူဖြစ်သူမောင်မောင်ရောက်လာတယ်။စကားပြောရင်အထစ်ထစ်ဖြစ်တဲ့ကောင်းလေးဦးကျော်ရဲ့မျက်လုံးထဲမှာအကြံတစ်ခုတောက်ပသွားတယ်။ဦးကျော်ငါတို့မောင်မောင်ကိုဘိုးတော်ဖြစ်လုပ်မယ်။လူတယုံကြည်လာရင်ငါတို့တင်ငွေတရားပြီးပေါ့။မောင်မောင်ကိုစပင်ဖားလျားချပတိဆွဲပေးပြီးတဲထဲမှာအမွှေးတိုင်တွေထွန်းထားကြတယ်။ဒေါ်မြခင်ကတော့ရွာထဲလှည့်ပြီးသတင်းဖြန့်တယ်။မောင်မောင်ကိုဘိုးတော်ဦးမြတင်ဝင်စီးနေပြီးရွာသားတွေယုံကြည်လာကြတယ်။တယောက်ပြီးတယောက်အလူငွေမေးခွန်းတွေနဲ့လာကြတယ်။ရွာသားကျွန်တော်နွားပြောက်တာဘယ်မှာလဲဗျာမောင်မောင်အရှိဦးကျော်ကချက်ချင်းဖြေလိုက်တယ်အရှိဘက်မျက်နှာမှာပါတကယ်တော့သူ့လက်နဲ့တွားချီထားတာပဲဒီလိုနဲ့ဦးကျော်တို့ဟာငွေကြေးတောင်းတင်းလာကြတယ်လောဘတွေလည်းပိုကြီးလာကြတယ်ပတ်စံနဲ့မလုံလောက်တော့ဦးကျော်နဲ့ဒေါ်မြခင်တို့ကနောက်ထပ်အကြံတစ်ခုထပ်ထုတ်လိုက်တယ်ရွှေပွားကာထားရွှေကိုတညအပ်ရင်နှစ်ဆပွားမယ်လို့ကြော်ညာတယ်ရွာသားတွေသူတို့ဘဝတလျှောက်စုထားတဲ့ရွှေထဲတွေကိုယုံကြည်စွာယူလာကြတယ်မောင်မောင်ကမခံနိုင်တော့ဘူးမောင်မောင်ဦးလေးတော်ပါတော့ဒါမကောင်းဘူးဦးကျော်မင်းကငါတို့ကြွေးလို့ကြီးလာတာဒေါ်မြခင်မလို့ရင်ဒီနေရာကထွက်မောင်မောင်ရဲ့နှလုံးသားထဲမှာကျေးဇူးတရားနဲ့မှန်ကန်မှုကြားတိုက်ခိုက်မှုကြီးဖြစ်နေတယ်ခုလိုတေးလိမ်နေရတာကိုလဲစိတ်မလုံတလို့ခံစားနေရတယ်ညအခါရွာသားတွေအိတ်သွားတဲ့အချိန်မှာဦးကျော်နဲ့ဒေါ်မြခင်တို့ကရွှေစစ်တွေကိုအတုတွေနဲ့လဲနေကြတယ်မောင်မောင်ကတော့မျက်ရည်ဝဲပြီးကြည်နေတယ်နောက်ဆုံးမှာမောင်မောင်မခံနိုင်တော့ဘူးသူရွာထဲကိုပြေးပြီးအော်ခေါ်တယ်ရွာသားတွေအလိမ်မခံကြပါနဲ့ရွှေတွေအတုလဲနေတယ်ရွာသားတွေလန့်ပြီးထလာကြတယ်ဘာဖြစ်လဲလို့ဆိုပြီးဦးကျော်တဲတဲကိုဝင်ကြည့်တော့ဦးကျော်တို့အထုပ်တွေနဲ့ထွက်ပြေးဖို့ပြင်နေကြတာမြင်လိုက်ရတယ်။ရွာသားတွေဒေါသထွက်ပြီးလူတွေကိုလိန်စားတဲ့သူတွေဒီရွာမှာမနေခွင့်မရှိဘူး။လိုဝိုင်းပြောကြပြီးဦးကျော်နဲ့ဒေါ်မြခင်တို့ကိုရွာထဲကနှင်ထုတ်လိုက်ကြတယ်။မောင်မောင်ကတော့ရွာဦးကျောင်းမှာဝေယဝိဆလုပ်ပြီးအမားတွေကိုပြင်ဆင်လိုက်တယ်။သူ့မျက်နှာပေါ်မှာအရင်ကမရှိခဲ့တဲ့စိတ်ငြိမ်းချမ်းမှုတစ်ခုပေါ်လာတယ်။လောဘနဲ့အယုံလည်မှုကြားမှာလူတယောက်ရဲ့စိတ်ဓာတ်ကစမ်းသပ်ခံရတတ်တယ်ခုတော့မောင်မောင်ကဘဝကိုအေးချမ်းစွာနေရပါပြီမျက်နှာကလဲယုံကြည်မှုတွေနဲ့